ဒီရွာမှာထူးဆန်းတဲ့ရိုးရာဓလေ့တစ်ခုရှိတယ်လူတယောက်တေးဆုံးသွားတဲ့အခါသူတို့ကိုမြင်မြုပ်လေးမရှိဘူးအဲ့ဒီအစားဝါဖောင်ပေါ်တင်ပြီးမြစ်ထဲမျောလိုက်ကြတယ်ဒီကရွာသားတွေဆုံးပါသွားရင်တန်းပြီးတော့ရေစီးဆင်းမှုနဲ့တူမျောပါသွားကြတာပေါ့ဒါပေမဲ့ပြဿနာကနှစ်ပေါင်းရာချီတဲ့အထိတယောက်မှမအောင်မြင်ခဲ့ဘူးဖောင်တိုင်းဟာတရားတိုင်ကိုပဲအမြဲတမ်းဝင်တိုက်မိတတ်ကြတယ်ကျင်းစာတစ်ခုလိုပါပဲဖောင်ဟာတိုက်မိပြီးတာနဲ့အေးဆက်လာတဲ့မြစ်အောက်ခြေထဲကိုတန်းပြီးမြုပ်သွားတော့တာပဲတနေ့မှာတော့မြို့မှာကြီးပြလာတဲ့မိန်းကလေးတယောက်ရွာကိုပြန်လာခဲ့တယ်အပန်းဖြေဖို့ပြန်လာတာမဟုတ်ပဲသူ့အဖွားဖြစ်သူပြင်းပြင်းထန်ထန်ဖျားနာနေလို့ပါကြောက်တရားကိုဖြတ်တန်းချိန်မှာတော့သူဟာအဖိုးကိုတယောက်ထဲရက်နေတာကိုလှမ်းမြင်လိုက်ရတဲ့မျက်နှာကလူသေးလိုဖြူဖြော့နေတာပဲမိန်းကလေးကနှုတ်ဆက်ဖို့ကြိုးစားခဲ့ပေမဲ့နီးကပ်လာလေးတစ်ခုခုမမှန်ကန်ဘူးဆိုတာပိုခံစားရလေးပဲစက္ကန့်ပိုင်းကြာမှာတော့ထိုဖိုးအိုဟာလူမဟုတ်ဘူးဆိုတာသူရိပ်မိသွားပြီးတန်းပြီးတော့လှည့်ပြေးပါလေရောလာစာထုတ်ပြီးချင်းပန်အကောင့်ထဲကပတ်စံတွေပျောက်ကွယ်သွားတယ်လို့မျိုးအရန်ကိုမြန်ဆန်ပြေးခဲ့တာအိမ်ကိုရောက်တော့သူမြင်ခဲ့တာတွေကိုအဖွားဖြစ်သူကိုတန်းပြောပြတာပေါ့ဒါပေမဲ့ထူးဆန်းတာကအဖွားကစိုးရိမ်တုန်လှုပ်ခြင်းမရှိပဲတည်ငြိမ်နေခဲ့တဲ့အဖွားကပြောတယ်အဲ့ဒီအဖိုးဟာသူ့ရဲ့ဦးလေးတော်ဆက်သူဖြစ်တယ်ပြီးတော့အဖွားကပို့ပြီးထူးဆန်းတဲ့အကြောင်းအရာတစ်ခုကိုရှင်းပြခဲ့တယ်အဖိုးဆုံးပါသွားတဲ့ကညတိုင်းရွာကဝိညာဉ်တွေဟာအဲ့ဒီကြောက်တရားမှာလာစုဝေးလေးရှိကြတယ်သူတို့တွေအဲ့ဒီမှာထိုင်ဆောင်နေကြတာဘသူကိုလဲဆိုတော့အဖွားကိုစောင့်နေကြတာတဲ့ဒါဟာရိုးရိုးဆောင်ဆိုင်ခြင်းမျိုးမဟုတ်ပါဘူးအရာအလုံးဟာအဖွားငငယ်တုန်းကစတင်ခဲ့တာအဖွားဟာအရက်ရှိရှိနဲ့အမျိုးသားတစ်ယောက်ကိုချစ်မိခဲ့ပြီးသူတို့လက်ထပ်ဖို့စီစဉ်ခဲ့ကြတယ်ဒါပေမဲ့မင်္ဂလာဆောင်ခါနီးတရက်အလိုမှာပဲကံကြမ္မာကအလှည့်ပြောင်းဖြစ်သွားခဲ့တယ်ဇာပနနေ့ရောက်လာတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကအရန်ကြီးမလုံးလို့ရွာသားတွေဟာဝါဖောင်တစ်ခုကိုတုံပြီးမြုပ်ခဲ့ရတယ်သူ့ရဲ့ရုပ်အလောင်းဟာကြောက်တရားစီကိုတဖြည်းဖြည်းမျောပါသွားပြီးနောက်ဆုံးမှာတရားတိုင်နဲ့ညှက်သွားခဲ့တဲ့အဖွားငငယ်လေးကတော့မြစ်ကမ်းနားကနေပဲကြည်နေနိုင်ခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်ပုံမြင်ကိုပြောပြပြီးနောက်မှာတော့အဖွားဟာတဖြည်းဖြည်းလှည့်လျောင်းသွားပြီးဘယ်တော့မှပြန်လို့မလာတော့ပါဘူးမိန်းကလေးဟာအဖွားကွယ်လွန်သွားပြီဆိုတာချက်ချင်းသိလိုက်ရတယ်သူလည်းကြောက်တရားစီကိုတန်းသွားခဲ့တာပေါ့အဲ့ဒီနေရာမှာရွာခံလူတွေရဲ့ဝိညာဉ်များစွာစုဝေးနေကြပြီးသူတို့အားလုံးအဖွားရဲ့နာမည်ကိုခေါ်နေကြပြီးအတန်းတွေဟာတရားတစ်ပြင်လုံးမှာဟိမ့်ထွက်နေခဲ့တယ်နောက်တစ်နေ့မှာတော့အဖွားရဲ့ရုပ်လောင်းကိုရိုးရာအတိုင်းရေထဲမျောလိုက်ကြတဲ့အရင်လူတွေလိုပါပဲဖောင်ဟာတရားတိုင်ကိုဝင်တိုက်မိပြီးမြစ်အောက်ခြေကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တဲ့မိန်းကလေးဟာရေပြင်ကိုကြာမြင့်စွာစိုက်ကြည့်နေမိပြီးနောက်ဆုံးမှာတော့သူ့လက်အကြည့်တရားပေါ်ကဝိညာဉ်အားလုံးပျောက်ကွယ်သွားခဲ့ပါပြီ